ကောစီလာကြီးဟာရေထဲကနေရုတ်တရက်ထွက်ပေါ်လာခဲ့ပေမဲ့သူ့ရဲ့သွားကြားထဲမှာငါးများတဲ့တစ်ချောင်းညက်နေတာကိုတွေ့လိုက်ရပြီးဒါဟာသူ့အတွက်တော့တကယ်ကိုတိမခံနိုင်စရာဖြစ်နေခဲ့ပါတယ်။သိပ္ပံပညာရှင်တွေဟာဒီမြင်ကွင်းကိုလက်မြင်ခဲ့ကြပြီးကောစီလာကြီးရဲ့သွားမတက်မတာဖြစ်ပြီးနေရခက်နေမှုကိုဒေါသတကြီးဟိမ့်ဟောက်နေတယ်လို့အထင်မှားသွားခဲ့ကြပါတယ်။ဒါကြောင့်မို့လို့သူတို့ဟာကောစီလာကြီးကိုတိုက်ခိုက်ဖို့အတွက်လက်နက်မျိုးစုံကိုပစ်ခတ်ခဲ့ကြပေမဲ့ဒါတွေဟာကောစီလာကြီးအတွက်တော့ဘာမှမဟုတ်တဲ့တင်းနှုတ်တဲ့အရာတွေသာဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကောစီလာကြီးဟာသွားကြားထိုးဖို့အတွက်ချန်စီယိုတစ်ခုကိုဆွဲယူလိုက်ပေမဲ့သိပ္ပံပညာရှင်တွေကတော့သူ့ကိုမျိုးကြီးကိုဖျက်ဆီးနေတယ်လို့ထင်မှတ်သွားကြပြန်ပါတယ်။သူတို့ဟာမြို့ခံပြည်သူတွေကိုဘေးလွတ်ရာကိုထွက်ပြေးကြဖို့ချက်ချင်းပဲတတိပေးနှိုးဆော်လိုက်ပါတော့တယ်။ဒီအချိန်မှာတော့ကောစီလာကြီးဟာသွားကြိုက်တဲ့ဝေဒနာကိုဘလို့မှမအောင်အီးနိုင်တော့ပါဘူး။သူဟာဝေဒနာတက်တာစေဖို့အတွက်သွားတွေကိုအဆောက်အုံတွေနဲ့ပုတ်တိုက်လိုက်တာကြောင့်အဲ့ဒီအဆောက်အုံတွေဟာပြိုကျပျက်စီးသွားခဲ့ရပါတယ်။နောက်ထပ်လည်းကောစီလာကြီးဟာပြတင်းပေါက်တစ်ခုကနေတဆင့်ချောင်းကြည့်လိုက်တဲ့အခါမှာတော့အမျိုးသားတစ်ယောက်ရေချိုးနေတာကိုမြင်တွေ့လိုက်ရပါတယ်။အဲ့ဒီအမျိုးသားဟာတိတ်ကိုထိတ်လန့်သွားခဲ့ပြီးရေချိုးကျဲဘူးကိုညှစ်ပြီးကောစီလာကြီးရဲ့မျက်လုံးထဲကိုလန့်ပတ်လိုက်ပါတော့တယ်။ကောစီလာကြီးဟာနာကျင်လုံးလို့အပေါ်ကိုခုန်တက်လိုက်မိပြီးဘေးလွတ်ရာကိုထွက်ပြေးနေကြတဲ့ပြည်သူတွေကိုမတော်တဆနင်းမိကသူ့ကိုယ်သူလည်းခလုတ်တိုက်ပြီးလဲကျသွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ကောစီလာကြီးဟာညက်နေတဲ့ငါးများတံကိုဖယ်ရှားပစ်ဖို့အတွက်ကနန်းလက်တီခွန်ကိုတွားကြားထိုးတံဖြစ်အသုံးပြုလိုက်ပါတယ်။သူစိတ်ကျေနပ်သွားတဲ့အခါမှာတော့အပေါ်ကိုခုန်တက်ပြီးရဲကိုပြန်ဖို့ပြင်ဆင်လိုက်ပါတော့တယ်။ဒါပေမဲ့လက်နက်တွေကိုင်ဆောင်ထားတဲ့သိပ္ပံပညာရှင်တွေဟာသူ့ရဲ့လမ်းကိုပိတ်ဆို့ထားကြပါတယ်။သူတို့ကကောစီလာကြီးကိုဝိုင်းပြီးပစ်ခတ်ကြပေမဲ့သူကတော့ဘုံစံတွေအားလုံးကိုအလွယ်တကူပဲတလုတ်တည်းမျိုးချပစ်လိုက်ပါတယ်။နောက်တစ်ခါမှာတော့သူပြန်ပြီးအန်ထုတ်လိုက်တဲ့အခါမှာမျောလင့်မထားပဲလေဆာတန်းတွေထွက်လာပြီးမြို့ပြအဆောက်အုံတွေကိုဖျက်ဆီးမိသွားပါတော့တယ်။ဒါတောင်မှသိပ္ပံပညာရှင်တွေဟာသူတို့ရဲ့တိုက်ခိုက်မှုကိုမရက်တန့်ပဲဆက်ပြီးလှုပ်ဆောင်နေခဲ့ကြပါတယ်။ကောစီလာကြီးကတော့သူတို့ကိုဂယူးမဆိုင်တော့ပဲဘာမှမတက်နိုင်တဲ့အဆုံးရေရဲကိုပဲအေးအေးဆေးဆေးလမ်းလျှောက်ပြန်ဝင်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းသိပ္ပံပညာရှင်တွေဟာလက်မလျှော့ကြသေးပဲရေထဲကိုပါနောက်ထပ်လက်နက်တွေအများကြီးထပ်ပြီးပစ်ချလိုက်ကြပြန်ပါတယ်။ကောစီလာကြီးကတော့သူ့ရဲ့မိကိုတာတာယာယာလေးပဲခိုင်ရန်လိုက်ပြီးအဲ့ဒီလက်နက်တွေကိုအနောက်ဘက်ကိုပြန်လည်လွှင့်စင်သွားအောင်လုပ်လိုက်ပါတော့တယ်။တိုက်ဆိုင်ပဲအဲ့ဒီလက်နက်တွေဟာစောစောကရေချိုးနေတဲ့အမျိုးသားရဲ့အိမ်ပေါ်ကိုကွက်တိပြုတ်ကျသွားခဲ့ပါတော့တယ်။